ဒေါ်လာရင်းတာဝန်များကိုဂျန်ဆောင်ရင်မိုးပြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ကျွဲကြိုတရင်ကရဲဘော်တို့ကြာဆုံးခဲ့တစ်ဖက်အိမ်ကအာတုဘရှိရင်တစ်ဖက်အိမ်ကတိတ်ဆိတ်ပေးရတယ်ဆိုတဲ့ကျင့်ဝတ်ကငါတို့အတွက်၄နှစ်ကာလကျော်သွားပြီတဆူမူရဲဘော်ထပ်ဝေခေါ်ရဲဘော်ဖိုးဝါငါတို့လူငယ်တွေရဲ့တန်ဖိုးရှိတဲ့အသက်သွေးချွေးတွေရင်းပြီးမြန်မာပြည်ရဲ့လွတ်လပ်မှုတိုက်ပွဲတွေအတွက်အကောင်းဆုံးပေးဆက်သွားခဲ့ကြတဲ့သူရဲကောင်းတွေအားလုံးနဲ့မင်းတယောက်လည်းအပါဝင်ဖြစ်တယ်တဆူမူရဲဘော်ထပ်ဝေခေါ်ဖိုးဝါတင်းဒီမိုးပြဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း2025ခုနှစ်ဧပြီလ3ရက်နေ့ကကျွန်တော်တို့မိုးပြဲ PDF 1331တက်ရင်ကျွဲကြိုတက်ခွဲရဲဘော်တွေရဲ့ရှင်ထဲမှာလုံးဝမေးဖြောက်လို့မရတဲ့နောက်ထပ်9ဦးမြောက်အာဇာနည်သူရဲကောင်းကြီးတူဖြစ်ခဲ့ပြီကြာရတာဝန်မှာကြည်လွန်နေအသက်ကြီးသလောက်ပျော်ပျော်နေတတ်ပြီးအငယ်တွေကိုဖြူစင်တဲ့နှလုံးသားနဲ့နားလည်မှုခွင့်လွှတ်မှုအပြည့်အဝပေးတတ်တဲ့မင်းတယောက်မရှိတော့နောက်ထပ်မင်းရဲ့စကားသံတွေမင်းရဲ့ဟာသညံတွေမင်းရဲ့အပြုံးတွေမင်းရေတံတွေမချနိုင်တော့ဘူးပေါ့အရာအလုံးတိတ်ဆိတ်သွားပြီးငါတို့ပြောစရာစကားမရှိတော့အောင်ရှင်ဘတ်တဲ့ဟာတတာကြီးနဲ့ပါသူရဲကောင်းကြီးဟာပညာတတ်ဘွဲရတာချင်းတူကြပေမဲ့မတူညီတဲ့ပြင်းပြတဲ့ခံယူချက်တွေနဲ့တင်တွေဦးတော်နိုင်တိုက်ပွဲမှာမင်းချစ်တဲ့သူမင်းအပေါင်းအသင်းချစ်ရတဲ့မိသားစုတွေကိုပါအားလုံးကိုခြံထားရစ်ခဲ့ပြီးငါတို့အားလုံးရဲ့နှလုံးသားထဲမှာတမိုင်းကောင်းမှတ်တမ်းကောင်းတွေပါကပြီးရေးထိုးထားနိုင်ခဲ့တယ်။ကြံခဲ့တဲ့တာဝန်တွေအတွက်ငါတို့ကိုမင်းစိတ်ချလက်ချထားခဲ့ပါပြီးတော့စိတ်ဖြောင်းနေတာတွားနေပါရဲဘော်ဖိုးဝါငါတို့ဆက်လက်အားတင်းထားရင်ပြည်သူအောင်ပွဲရတဲ့အထိငါတို့လူငယ်တွေရဲ့အသက်ပေးဆက်မှုတွေနဲ့တန်အောင်အဆုံးထိသွားနေအောင်ပါတာဝန်ကြီးတာထက်ဘိုးလွန်ပါတယ်မင်းရဲ့ပေးဆက်မှုတွေအတွက်အမြဲတမ်းဂုဏ်ယူရင်းအလေးနေပြုပါတယ်ရဲဘော်ဖိုးဝါရဲ့ရဲဘော်ဖိုးဝါတင်းဒီ2025ခုနှစ်ဧပြီလ3ရက်နေ့ကမိုးပြဲမြို့ရှေ့တန်းတိုက်ပွဲမှာမြတ်စွာအသက်ပေးကြဆုံးသွားခဲ့ပြီဖြစ်တဲ့ဖြင့်မိုးပြဲပြည်သူ့ကာကွယ်တပ်တရင်မှတ်1331ကျွဲကြိုတက်ခွဲနဲ့လုံးဝမသက်ဆိုင်တော့ပါဒီမိစာကိုထုတ်ပြန်ခဲ့တဲ့2025ခုနှစ်ဧပြီလ6ရက်နေ့မှစတင်ပြီးတင့်ဟာကျွန်တော်တို့တရင်မှအပြီးပိုင်ထုတ်ပြန်လိုက်ပြီးတင်သွားလို့ရတဲ့လွတ်လပ်အေးချမ်းစွာသွားနိုင်ပြီဖြစ်ကြောင်းမန်နေဂျာများစွာဖြင့်ထုတ်ပြန်လိုက်ရပါတယ်တဆူမူရဲဘော်ဖိုးဝါဟာဂျာဆုံးချိန်မှာတော့အသက်29နှစ်အရွယ်သာရှိနေခဲ့သေးတာလည်းဖြစ်ပါတယ်ဒီတရွယ်ငငယ်လေးနဲ့ထံပိုးထားတဲ့တိုင်းပြည်ရဲ့တမိုင်းပေးတာဝန်တွေကတော့ကြီးမားလွန်လာပါတယ်ကျွန်တော်တို့ဟာလူငယ်တွေကိုဆုံးရှုံးရတာကျွန်တော်ရဲ့အနာဂတ်အရင်းမြစ်တွေကိုဆုံးရှုံးနေရတာနဲ့အတူတူပါပဲဒီလိုမျိုးဆုံးရှုံးမှုတွေကျွန်တော်တို့ထပ်ပြီးမဖြစ်စေချင်တော့ပါဘူးဒီလိုမဖြစ်အောင်လို့လည်းကျွန်တော်တို့ support PDF မြန်မာကပြည်မြန်မာလက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေကိုနောက်ွယ်ကနေထောက်ပံ့နေရတာလည်းဖြစ်ပါတယ်ဒီလိုထောက်ပံ့နေမှသာရှေ့တန်းမှာတိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေမဆုံးရှုံးသင့်ပဲဆုံးရှုံးနေရတာတွေကိုကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်ဗေနေကန်ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လှန်ရင်မြင့်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့မိုးပြဲပြည်သူ့ကာကွယ်တပ်ဖွဲ့တရင်မှတ်1331တက်ရင်ကျွဲကြိုတက်ခွဲမှတဆူမူရဲဘော်ထပ်ဝေခေါ်ရဲဘော်ဖိုးဝါအားကျွန်တော်တို့ support PDF မြန်မာမှာလည်းအလေးနေပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့စွန့်လွတ်နေတာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနွေဦးတော်လိုင်းသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကတိလာပါစေဗတ်စေကြံပတ်ဆီယနာရှင်တွေကိုအမြင့်ပြတ်ချိန်မုံရင်လူဦးတော်လိုင်းရေးမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေရဲ့အကြောင်းကိုခြေခွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးနေပြုမှတ်တမ်းတင်နေတဲ့ Support PDF မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။ Support PDF မြန်မာ YouTube Channel ကိုကြည့်ပေးခြင်းအားဖြင့်
မြေပြင်တော်လှန်ရေးရဲဘော်တွေကိုဓာတ်ရိုက်ထောက်ပို့နိုင်မှာလည်းဖြစ်ပါတယ်ဒီ YouTube channel ကရရှိတဲ့ဝင်ငွေအားလုံးကိုမြေပြင်ကရဲဘော်တွေစီအလုံးစုံထောက်ပံ့ပေးနေရလေဖြစ်ပါတယ်ခင်ဗျာမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာ့တွင်ယူတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီလက်နက်မကင်တွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူ့ကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်